ကတော့ကျွန်တော်တို့ flower bed ရောက်ပါပြီ flower bed ဟော်ကိုင်းတို့ flower bed ပေါ့နော်အဲ့တော့အထဲဝင်ကြည့်ပါမယ်လိုက်ခဲ့ကြပါဦးကျွန်တော်အခု hotel ကနေပြီးတော့ breakfast စားပြီးတော့ထွက်လာ9 နာရီခွဲပေါ့နော်ဒီမှာဝင်ကြည့်ပေးရပါမယ်ဒီ ဟော်ကိုင်းတို့မှာလည်းတယောက်တရာပေါ့နော်ဝင်ကြည့်ရတယောက်တရာပေးရပါတယ်ဝင်ချင်းမှာတော့အပင်တွေကအပွင့်နေမရှိသေးဘူးပေါ့နော်သူတို့ရာသီချင်းမဟုတ်သေးတဲ့အတွက်အပွင့်တွေကမပွင့်သေးပါဘူးအပွင့်ရှိအပင်တွေကတော့ဟိုးတော့ပါပါဒီမှာလည်းနေပူလို့ရှိရင်ဒီမှာဝင်ပြီးခဏနားလို့ရပါတယ်ဒီထဲမှာလည်းဂျပန်ဝတ်စုံလေးလည်းငှားလို့ရပါတယ်ငှားပြီးဝတ်ပြီးဒီပန်းကင်းမှာရိုက်လို့ရပါတယ်ဒါကတော့ဝတ်စုံလေးအစီဖြစ်ပါတယ်250 150တစ်ကက်နဲ့ဆိုလို့ရှိရင် discount 50ရပါမယ်9 နာရီခွဲ10 နာရီလောက်တော့မှနေရတော်တော်ပူရတယ်အဲ့တော့မနက်ဘက်ကတော့နည်းနည်းအေးတယ်ဘန်ကောက်မှာမနက်နေရအစပူတာအခုကျွန်တော်တို့ခရမ်းရောင်ပန်ကင်းနဲ့သွားပါပဲလိုက်ခဲ့ပါဦးပန်ကင်းကဒီအနောက်မှာပေါ့နော်ဒီအနောက်မှာပါဒီမှာပန်းလေးတွေကလည်းလှတယ်ဓာတ်ပုံလည်းရိုက်လို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့နေကအရန်ပူတော့ကျွန်တော်အုတ်ထုတ်လို့ထီးလို့ယူလာမှပဲအဆင်ပြေပြီပေါ့နော်မဟုတ်လို့ရှိရင်တော့နေကအရန်ပူတော့ဓာတ်ပုံရိုက်ရလည်းအဆင်မပြေဘူးဗျဒီဟော်ကိုင်းတို့မှာလှအဆိုလို့ဒီခရမ်းရောင်ပန်းကင်းတစ်ခုပဲရှိရပေါ့နော်တခြားဟာတွေကတခြားပန်းတွေကအဲ့လောက်မရှိဗျအဲ့လောက်လည်းမလှသေးဘူးချို့ပန်းတွေဆိုရင်အခုမှပြိုးပင်တွေပဲရှိတယ်ဒီခရမ်းရောင်ပန်းကင်းတစ်ခုပဲရှိရပါတော့နေရတော့တော်တော်ပူလေး9 နာရီခွဲ10 နာရီနေတော့တော်တော်ပူနေအခုရောက်နေတဲ့နေရာကတော့ Truck Cafe ပဲဖြစ်ပါတယ်ကျွန်တော် Truck Cafe ကတော့ parking မှာပဲချက်ခဲ့ရတာပေါ့နော်ကျွန်တော်ဒီ parking လေးနဲ့ထားချိုးပါမယ် Truck Cafe ကတော့ဒီမှာဖြစ်ပါတယ်မြင်းနေတယ်ဆိုင်ကလေးငှားလို့ရပါတော့ဒီကားလေးလည်းငှားလို့ရပါတယ်ကျွန်တော်ကဟိုကားလေးငှားပါဒီကောင်ဘယ်လောက်လဲမသိဘူးပတ်မေးကြည့်လာအောင် Blue Rice နော်သိသွားမယ် Blue Rice ကြီးမလားဘယ်လောက်လဲမသိဘူးဒါတက်ကဒီမှာဝယ်ရဖြစ်ပါတယ် Classic ကားဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်600ပေါ့နော်ဒါသူ့သေးနေပေါ့ medium size yeah medium okay ဒီဘက်ကကျတော့ဒါ vintage ကားလေးတွေပါဒီကားဆိုလို့ရှိရင်1200ပေါ့နော်ဒါမိနစ်30လေးရရပါဗျဒီကောင်လေးမိုက်ချက်ပဲဒီကောင်ကကျတော့မငှားဘူးဗျဒီကောင်ငှားလို့ရှိရင်ဒီကောင်ငှားဖို့ဒီကောင်မငှားဘူးဒီကောင်က for show ပဲထားဆိုတော့မြင်းစည်းကျင်တဲ့သူတွေလည်းမြင်းစည်းလို့ရပါတယ်ဒီမှာတော့မြင်းပူလေးဟိုကျွန်တော်တို့ယူမဲ့ကားကအရှိရတယောက်အရှင်ယူရကျွန်တော်နောက်ထပ်နိုင်ဝက်ထပ်ဆောက်ပါမယ်အဲ့တော့စောက်ရင်းနဲ့ပဲကျွန်တော်တို့ Truck Cafe မှာ coffee တောက်ပါမယ်ကျွန်တော်ရဲ့ကားလေးရပါပြီဒီမိနစ်တော့နားရဲ့စ17နာရီ
ကျွန်တော်ရောက်နေတဲ့နေရာကတော့တိုစကာနာဖယ်လီဖြစ်ပါတယ်ဒါကတော့ဝင်ချင်းအပေါက်ပေါ့နော်အဲ့တော့အထဲမှာဘာရှိလဲသွားကြည့်ကြပါမယ်တိုစကာနာမှာဆိုလို့ရှိရင်လေနေရာတိုင်းလူလူကအရန်လှတဲ့အတွက်ကြောင့်မို့လို့ဘယ်နေရာမှာမစိုးတပုတ်ရိုက်ချင်စရာနေရာတွေကြီးပါပဲဒီနေရာကပန်းခင်းတွေလိုမျိုးနေအရန်မပူတဲ့အတွက်ကြောင့်မို့လို့ဓာတ်ပုံအေးဆေးရိုက်လို့လည်းကောင်းပါတယ်ကော်ဖီလေးတောက်ပြီးတော့တဝန်းလုံးဓာတ်ပုံလေးရိုက်လိုက်ကော်ဖီလေးတောက်လိုက်နဲ့ဓာတ်ပုံတွေအများကြီးရမယ်နေရာလေးတစ်နေရာပါပဲအခုတော့ကျွန်တော်တို့နေ့လည်စာအရင်သွားစားပါနေ့လည်စာမစားရသေးတော့ဘာဆိုင်နေရှိလဲသွားကြည့်ကြပါမယ်我打水，就有听明白。大家都知道养我们这的蛮多喏，我们讲解释。大家用那比他们都多嘛，拿着呢多压力个咯。还有啥来帮没？မိုးရရလည်းအရန်သေးနေတော့မိုးလေးဆဲလို့ရှိရင်ခေါင်ရိုင်းသင်းဝင်းမရေးကိုသွားပါမယ်အခုကတော့ကျွန်တော်တို့ဒီဝင်းမေးကိုရောက်နေပါပြီโอเคနောက်ဆုံးတော့ရောက်ပါပြီကျွန်တော်စပိန်သွားခါကြကားရောဝင်လို့မရတော့စပိန်ကြောင်းစီးပြီးတော့စပိန်နဲ့သွားမှာရဘိုးလေးကရွာထားတော့အေးနေရပြီစပိန်ကိုပြအောင်ရှို့ရိညစ်လို့မရဘူးဒီမှာဒီအချိန်လာလို့ရှိရင်တော့ကွက်တီပဲဗျအခုကမိုးအေးလေးနဲ့တကယ်အရမ်းမိုက်တယ်စပိန်ကတစ်စီးကို40ပေးရတယ်ကျွန်တော်2စီး80ပေါ့နော်စပိန်ကနည်းနည်းတော့ရွှေ့ပြသူတို့ပေးရယူလို့ရှိရင်ဘေးကကတ်နေရတော့အဲ့လိုပဲဖြစ်ဒီမှာစပိန်တော်နေလို့ပေါ့လေရတဖြူဖြူနဲ့အေးနေရပဲရှူကင်းလည်းတော်လာမိုးဟာလီကြာနေပြီရွာပြီမိုးရွာပြီပြေးโอเคအခုကကျွန်တော်တို့ပြန်มาတော့မယ်ဝင်းမေးမှာပါနော်မိုးရွာတော့လူတွေလည်းကြွက်စုပ်တွေဖြစ်ကုန်တာအင်ကြီးအောင်လဲလိုက်ရတယ်အကုန်လုံးရွှဲဆိုပြီးတော့အင်ကြီးတော့နောက်မှပြင်ထားတာဒီခေါင်းလိုက်မှာဆိုလို့ရှိရင်နေရာတော်တော်များများနဲ့ကျွန်တော်တို့စုံရောက်ခဲ့ရပေါ့နော်ခေါင်းလိုက်သွားမှဆိုလို့ရှိရင်နေချင်းပြန်ရနည်းနည်းပင်ပန်းမယ်ဗျာပြီးတော့နေရာလည်းမစုံတော့ဘူးနှစ်ခုသုံးခုလောက်ပဲသွားမှဆိုလို့ရှိရင်နေရာမစုံဘူးကျွန်တော်သွားတော့ဆိုလို့ရှိရင် PB Valley နဲ့တခြားတစ်ခုရပြီး National ဘက်သွားလိုက်တာနဲ့တရက်လောက်ဖြစ်သွားတာပေါ့နော်ဒီဘက်ချမ်းတွေမရောက်လာဘူး2ရက်လောက်သွားရင်တညအိတ်လောက်ပေါ့နော်တညအိတ်2ရက်ခီးလောက်သွားရင်တော့နည်းနည်းနေရာအစုံတွေရောက်တယ်နေချင်းပြန်တော့သွားလို့တော့အဆင်မပြေလာဘူးနေချင်းပြန်တော့မသွားစေချင်ပင်လဲပင်မဲ့ပဲပြနေရာလဲတိတ်အစုံမရောက်တော့ဘူးပေါ့နော်ကျွန်တော်တို့ဆို15ရက်နေ့မနက်စောကြီးသွားတယ်15ရက်နေ့ညအိတ်တယ်အခု16ရက်နေ့တနေ့လုံးလျှောက်သွားတယ်အခုမှပေါ့နော်ကျွန်တော်တို့ပြန်ဆင်းလာတယ်အခု9နာရီခွဲဆိုတော့တိတ်တော့မလိုတော့ဘူးကျွန်တော်တို့9နာရီ10နာရီလောက်ဆိုအိမ်ပြန်ရောက်ပြီပေါ့နော်အားချိန်လောက်ဆိုကွတ်တီပဲတညအိတ်လောက်သွားရင်လည်းသွားမဟုတ်2ညအိတ်လောက်ဆိုရင်နေရာလည်းပို့ဆောင်တယ်ဒီလိုတိတ်မပင်ပန်းဘူးအဲ့လိုမျိုးလေးလည်းသွားလို့ရတယ်ကျွန်တော်အကြံပေးချင်တာကတော့တညအိတ်2ရက်ကိုကိုသွားချင်တဲ့အဓိကနေရာလေးစုလိုက်လို့ရှိရင်9ခု10ခုလောက်တော့သွားလို့ရတယ်ပေါ့နော်တကယ်အထင်ကြီးကနေရာကြီးသွားလို့ရတယ်ပြီးအေးဆေးလည်းနေလို့ရတယ်ကိုလူလည်းမပင်ပန်းဘူးပေါ့နော်
တကယ်လို့အဲ့ဒါကိုမှနေရာအစုံနဲ့သွားခြင်းတယ်ပြီးတော့ကျွန်တော်တို့ဒီအပြင်မှာတွေးရဟာတွေနဲ့ဒီ review တွေးရဟာတွေနဲ့ဆိုလို့ရှိရင်အပြင်မှာတွေးရဟာတွေကပိုလေးများတယ်သူတို့စီမှာ resort တွေ valley တွေကအများကြီးပဲပေါ့နော်တစ်ခုနဲ့တစ်ခုကလည်းစက်နေတာတလန်းထဲလေးတလန်းလုံးမှာပေါ့နော်အများကြီးစုနေပုံစံမျိုးဖြစ်နေတာအခုအဆင်ပြေရဲ့နေရာလှတဲ့နေရာလေးဝင်လို့ရတယ်အခုကျွန်တော်တို့ကဒီ3လပိုင်းဆိုတော့နည်းနည်းတော့ဟိုနေတော့ပူနေပြီပေါ့နော်ဒီဆောင်းတွင်းဘက်ဆိုလို့ရှိရင်တော့ပိုကောင်းတော့ပဲအခုတော့မှဒီခေါရာရင်ဘက်မှာအေးပါတယ်မိုးလေးလဲကျွာလိုက်တော့ရာသီဥတုလေးကတော့အဆင်ပြေပါတယ်โอเคကျွန်တော်ရဲ့ဒီ vlog လေးကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ထပ် video တွေမှာလည်းပေါ့နော်နောက်ထပ်စိတ်ဝင်စားစရာကောင်းနေတဲ့ content တွေနဲ့ပြန်လာခဲ့ပါမယ်အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာတတာ